အန်ဖီမှာအကျိတ်နဲ့ကစားပြီးရှုံးမွဲဆက်မှုကိုရပ်တန့်နိုင်ခဲ့တဲ့ချယ်ဆီယနေ့ညအန်ဖီကွင်းမှာရှင်မန်ကစားခဲ့တဲ့လီဗာပူးနဲ့ချယ်ဆီတို့ရဲ့ပွဲစဉ်ဟာတစ်ဖက်တစ်ကူစီတီရနဲ့ပြီးဆုံးသွားခဲ့ပါတယ်ဒီရလာဟာ6ပွဲဆက်တိုက်အရှုံးနှိမ်ထားတဲ့ချယ်ဆီအတွက်တော့အရှုံးတန်နေရာကနေမျိုးရုံထွက်နိုင်ခဲ့တဲ့အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်အသင်းနှစ်သင်းစလုံးကချန်ပီယံလိဝင်ခွင့်အတွက်အားပြိုင်နေကြတာဖြစ်လို့ရှိသမျှအင်အားအကုန်ထုတ်ပြီးအကောင်းဆုံးရှင်မြိုင်သွားခဲ့ကြတာတွေ့ရပါတယ်ပွဲစား6မိနစ်မှာလည်းလီဗာပူးတို့ကအဖွင့်ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်လူငယ်ကျယ်ပွေရီယိုရဲ့ဖန်တီးပေးမှုကတစဉ်ဂရာဗင်ဘတ်ကအပိုင်ဂိုးသွင်းနိုင်ခဲ့တာပါအဲဒီနောက်မှာလည်းဗန်တိုက်ရဲ့အပိုင်အခွင့်အရေးတွေရှိခဲ့တယ်လို့ချယ်ဆီဘက်ကကိုကူရီလာရဲ့ကန်ချက်ကိုလည်းလီဗာပူးကိုသမားမမာဒက်ဗီလီကလက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်ပထမပိုင်းပြီးကနေမှာတော့အန်ဆိုရဲ့ဖရီကစ်ကတဆင်ချယ်ဆီတို့ထိုက်တန်တန်ခြေပါကိုပြန်လည်ရရှိခဲ့ပါတယ်ဒုတိယပိုင်းမှာလည်းအပြန်အလှန်ပွဲချိန်မြင့်ခဲ့ပြီးတော့6ပါမာကချယ်ဆီရဲ့အတွက်ဦးဆောင်ကိုသွင်းနိုင်ခဲ့ပေမဲ့ကူကူရီလာလူဂျိုနီယာကြောင့်မလို့ဂိုးဖြစ်အတိမတ်အပြုတ်မခံခဲ့ရပါဘူးအလားတူပဲလီဗာပူးဘက်ကကာဒီဂျုံရဲ့သွင်းကိုကလည်းပဲဂပ်ပိုလူဂျိုနီယာကြောင့်မလို့ပယ်ဖြတ်ခံခဲ့ရပြန်ပါတယ်ပွဲပြီးမှာတော့ကန်ချက်အရေးအတွက်စစ်စုပေါင်း14ကြိမ်သာရှိခဲ့ပေမဲ့နှစ်ဖက်စလုံးရဲ့အားထုတ်မှုတွေကတော့တကယ့်ကိုရင်ခုန်စရာကောင်းခဲ့ပါတယ်